အဲ့တော့လောကကြီးမှာအသက်ကြီးလာတယ်ဆိုတာဟာအချိန်ကြီးကုန်လာတာလို့တင်တွက်လို့မရဘူးကိုယ်တဏ္ဍာမှာရှိတဲ့နုပြိုမှုတွေအားလုံးလည်းဆုံးရှုံးသွားတယ်လို့တွက်ရမယ်ကိုယ်တဏ္ဍာမှာရှိတဲ့ဒီအချိန်ကုန်သမျှကိုယ်တဏ္ဍာမှာရှိတဲ့နုပြိုမှုတွေကလည်းကုန်ဆုံးပြီးတော့သွားတယ်ဘဝခရီးကိုရှောင်လန်းတဲ့အခါမှာတဖြည်းဖြည်းရင့်လာပြီးတော့အိုမင်းလာတဲ့အနေအထားမျိုးဖြစ်လာတယ်ဆိုတာကိုအားလုံးတတိတံဝေကထားကြရမှာဖြစ်တယ်ပေါ့မွေးနေ့ဆိုသည်ဟာပြောစရာအလုပ်တစ်ခုမဟုတ်ဘဲနဲ့တတိပေးနေတဲ့အနေအထားမျိုးတစ်ခုခေါင်းလောင်းတီးနေတဲ့အနေအထားတစ်ခုအနေနဲ့ပဲမှတ်ကြရမှာအရေးတကြီးလို့ခေါင်းလောင်းထိုးနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပဲသက်ကြီးလာပြီလူတိုင်းဟာသက်ကြီးလာနော်အဲ့ဒီလိုတတိတံဝေကနဲ့နေပြီးတော့မကောင်းတဲ့ဇေယျတွေရှိရင်ကောင်းတဲ့ဇေယျတွေဖြစ်အောင်ထူးသဖြင့်သူတော်သူမြတ်ဆိုတဲ့အနေအထားမျိုးအရေးချင်းလည်းကောင်းရမယ်မြင့်မြတ်တဲ့စိတ်ဓာတ်တွေလည်းရှိအောင်မွေးမြူလေ့ကျင့်ကြရမှာဖြစ်ပါတယ်အဝတ်ကလေးပြောင်းလိုက်ရုံနဲ့သူတော်သူမြတ်ဖြစ်တာမဟုတ်ဘူးအရေးချင်းမှာထုတ်လုပ်နိုင်မှသူတော်သူမြတ်ဖြစ်တယ်ပေါ့အဝတ်စားတို့အနေထိုင်တို့ဆိုတာဟာတာမန်အပေါ်ယံမြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မိမိရဲ့အရေးအသွေးတွေပြောင်းလဲဖို့ရာအမှန်တမ်းအရေးကြီးတယ်မွေးနေ့အခါသမယမှာကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မိမိရဲ့အရေးချင်းကောင်းတွေရအောင်လူတိုင်းကြိုးစားအားထုတ်ကြဒါမို့သူတော်သူမြတ်ဆိုတာအမှန်တမ်းတန်ဖိုးရှိလို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကချိန်ဟောထားတာရှိတယ်တပ္ပိရေဝသမာသေထတပ္ပိကုပ္ပေထတန်ထဝံသူတော်သူမြတ်တွေနဲ့နေပါသူတော်သူမြတ်တွေနဲ့ပေါင်းသင်းဆက်ဆံပါတပ္ပိကုပ္ပေထတန်တော်သူတော်သူမြတ်တွေနဲ့ဆက်ဆံမှုကိုပြုလုပ်ပါသူတော်သူမြတ်နဲ့ဆက်ဆံရတယ်ဆိုစိတ်နှလုံးအေးချမ်းမှုဆက်ဆံရုံနဲ့ပဲစိတ်နှလုံးအေးချမ်းမှုတွေကိုရသူစီကအမှုအကျင့်တွေဟာကိုယ်ကူးဆက်လာမကောင်းတဲ့ဇေယျရှိတဲ့ပုဂ္ဂိုလ်တွေမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်အနေနဲ့ကူးဆက်တတ်တယ်ဒါကြောင့်မို့လို့ပဋ္ဌာန်းပါဠိတော်မှာမြတ်စွာဘုရားဟောတာရှိတယ်နိပုဂ္ဂလောပိဥပနိဒေယပစ္စေနပစ္စယောပုဂ္ဂိုလ်တစ်ခုတယောက်ကလည်းပဲအာကြည်သောအမိကောင်းအာကြည်သောဥပနိဒေယတတ္တိဖြင့်ကျေစုပြုနိုင်တယ်တဲ့မကောင်းရင်မကောင်းတဲ့ဘက်ကိုကျေစုပြုသွားမှာပဲကောင်းရင်ကောင်းတဲ့ဘက်ကိုကျေစုပြုပါဒါကိုရည်ညွှန်းပြီးတော့မြန်မာလူမျိုးတွေရဲ့စကားပုံထဲမှာလည်းပဲပြောတယ်လေတဏ္ဍာနာနီတဏ္ဍာမို့ဆိုးနာနီမဟုတ်ဆိုးဒါပဲအဆိုးဘက်သာပြောင်းတာအကောင်းနဲ့မပြောဘူးသူတော်ကောင်းနီသူတော်ကောင်းနာနီသူတော်ကောင်းလို့လည်းပြောအောင်မှာပေါ့နော်သူတော်ကောင်းနာနီမှသူတော်ကောင်းဖြစ်မှာပေါ့ဒါပဲဘုရားနာနီပြီးတော့ဘုရားမဖြစ်တာတွေကအများကြီးပဲအဲ့တော့ကောင်းတာတွေအတူယူပြီးတော့စ조사အထုတ်ဖို့လိုအပ်တယ်လို့ဒါဟုတော့တတိထားကြရပါဘောနော်အဲ့သူတော်ကောင်းနာနေတိုင်းသူတော်ကောင်းဖြစ်သလားဆိုတော့အဲ့ဒါတော်တော်ခက်တယ်တက္ကနာနိတက္ကမို့ဆိုးနာမို့ဆိုးနာနိမုတ်ဆိုးဆိုတာလွယ်တယ်ဥပမာတစ်ခုစဉ်းစားကြည့်လေပုံမြင်နေထဲမှာဆုံထားတာလို့လောကမှာဒီကောင်းမှုဆိုတာအလွန်ခဲတယ်တရတိ10လုံးလောက်ဝယ်ထားပြီအဲ့ဒီထဲမှာအကောင်းက9လုံးအပုတ်တစ်လုံးပါတယ်အဲ့ဒီအပုတ်တစ်လုံးကိုအလဲကောင်းထားပြီးတော့တရတိအကောင်းတွေဘေးကနေရန်ထားမကြဘူးကြံတဲ့9လုံးပုတ်သွားတယ်အဲ့ဒီမှာစဉ်းစားကြည့်အကောင်းက9လုံးဖြစ်ခဲ့တဲ့အပုတ်တစ်ခုကိုဘာလို့ကောင်းအောင်မလုပ်နိုင်ဟာအပုတ်တရတိပုတ်နေတဲ့တလုံးနဲ့ကနေပြီးကြံတဲ့9လုံးကိုပုတ်အောင်လုပ်သွားသလိုဖြစ်တယ်ဒီတော့ပေါင်းတင်ဆက်ဆံရေးကိုဒါကြောင့်မြတ်စွာဘုရားကအရေးတကြီးမင်္ဂလာတုတ်ပါဆိုလို့ရှိရင်အသေဝနာသဘာလနံဆိုတာကိုနံပါတ်1ထားတာလေအေးတရတိပုတ်တလုံးကတရတိကောင်းအ9လုံးကိုတခါတည်းပုတ်ဖြစ်အောင်လုပ်သွားအဲ့ဒီတရတိကောင်း9လုံးကနေပြီးတော့တရတိပုတ်တစ်ပုတ်ကိုအကောင်းဖြစ်အောင်မဆွဲဆောင်နိုင်ကြဘူးတဲ့ဒါကတရတိတယ်မဟုတ်ဘူးလူထဲမှာလည်းဒီတိုင်းဆိုတဲ့အဓိပ္ပာယ်ကိုမှတ်ယူကြနော်
ဒါကြောင့်မို့လို့စာပေကျမ်းကမှလည်းပဲအလစ်စီတဦးသည်အလစ်စီတရားဖြစ်အောင်လုပ်နိုင်တယ်လို့ဒီလိုဆိုနော်မကောင်းမှုအကုသိုလ်ကိုမရှက်တဲ့မကြောက်တတ်တဲ့ပုဂ္ဂိုလ်တူရှိလာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဆွဆောင်မှုတွေကြောင့်ကြံတဲ့ပုဂ္ဂိုလ်တွေကလည်းအလစ်စီတွေဖြစ်ကုန်တတ်တယ်လို့ဒီလိုဆိုလို့ဒါပေမဲ့လစ်စီတယောက်ကအလစ်စီတရားကိုဆွဆောင်နိုင်လားဆိုမဆွဆောင်နိုင်ဘူးသူပါမတော့အောင်ရှောင်ပြေးရင်ပြေးမပြေးရင်သူပါတော့သိကြဒါကြောင့်မလို့အကောင်းဖြစ်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်အဲမို့သူတော်သူမြတ်ဆိုတာသိအရေးကြီးမိမိတို့ကိုယ်တိုင်လည်းသူတော်သူမြတ်ဖြစ်အောင်ကြိုးစားကိုယ်ပတ်ဝန်းကျင်ကိုလည်းသူတော်သူမြတ်ဖြစ်အောင်ဆက်ဆောင်နိုင်ရအောင်အဲ့ဒါလို့မဟုတ်လို့ရှိရင်အမှန်တမ်းခက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတတိပေးတာသဗ္ဗိရေဝသမာသေထသဗ္ဗိကုဗ္ဗေထတဏ္ဏောတတံတရမမညာယသေယောဟောတိနပပိယောတဲ့သဗ္ဗိရေဝသမာသေထသူတော်ကောင်းတွေနဲ့သာပေါင်းစုံပါသဗ္ဗိကုဗ္ဗေထတဏ္ဏောသူတော်ကောင်းတွေနဲ့သာအမြဲတမ်းဆက်ဆံပါသူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းနဲ့ဆက်ဆံနေမှတတံတတ္တမမညာယသူတော်ကောင်းတွေရဲ့ကောင်းမြတ်တဲ့အကြံကောင်းဉာဏ်ကောင်းတွေအသိဉာဏ်ကောင်းတွေတတ္တမလို့ဆိုတဲ့သူတော်ကောင်းတရားတွေကိုသိရှိနိုင်မှာဖြစ်တယ်ပေါ့သူတော်ကောင်းတရားတွေကိုသိရှိနိုင်မှကိုယ့်ရဲ့စိတ်ထဲကမကောင်းတဲ့အနေအထားတွေကိုရှင်းလင်းသုံးသပ်ပြီးတော့ကောင်းတာတွေကိုမွေးမြူနိုင်မှာဖြစ်တယ်ပေါ့မကောင်းတဲ့ဇေယိုက်ဆိုးတွေဖယ်ရှားလို့ကောင်းတဲ့ဇေယိုက်တွေပွားများလာနိုင်သေယောဟောတိနပပိယောသူတော်ကောင်းတဲ့ပေါင်းတဲ့ဆက်ဆံလိုက်လို့ရှိရင်ဘယ်တော့မှအောက်တန်းမကြဘူးမြင့်မြတ်ပြီးထက်တန်းကြနိုင်ပါတယ်ဒီစကားဟာအလွန်အမင်းမှန်ကန်တာဖြစ်လို့ဒီစကားကိုရှေးတော့ကဆိုလို့ရှိရင်မဟာသုဒ္ဓသောမဇတ်မှာဆိုလို့ရှိရင်ဒီကာထာလေးတစ်ပုဒ်ဟာတရားတန်တယ်ရွှေထင်းကားတရားကိုပြောတာနော်ရွှေထင်းကားတရားတန်တဲ့ကာထာသုဒ္ဓသောမမွန်းကြီးကဈေးနှုန်းတက်ပြီးတော့ပေးလိုက်တယ်တတရဟရွှေထင်းကားတရားမကပါဘူးတဲ့အများကြီးတန်တယ်ဒါမှမဟုတ်ရွှေထင်းကား1000တန်ဆိုပြီးတော့လုပ်လိုက်တယ်အခုခေတ်ဝေကြေးနဲ့ပြောတာမဟုတ်ဘူးနော်ဒါမှမဟုတ်လို့ရွှေထင်းကားလို့ပြောတာခုခေတ်ကနေ့တရားတန်ကဘာမှမရှိတော့တရားလို့ပြောရင်သိန်း100လားလို့မေးရမယ့်အနေအထားမျိုးဖြစ်သွားတယ်ခွာရိုးရိုးတရားဆိုရင်တော့လက်တောင်ကြည့်မှာမဟုတ်ဟင်းတောင်မဖြစ်တော့ဘူးခွာနော်ဟင်းလို့တောင်ပြောမခံရတော့အဲ့ဒါလောက်ထိအောင်တန်ဖိုးတွေရှိအဲ့ဒါကြောင့်မို့ဒီကာထာလေးတစ်ပုဒ်ကိုမဟာသုဒ္ဓသောမမင်းကြီးကတန်ဖိုးကိုတက်ပြီးတော့ပေးလိုက်တာသဟတာရဟဂါထာရွှေရင်းက1000တန်နဲ့ဂါထာပဲဘာကြောင့်တန်တာတုံးလို့ဆိုလို့ရှိရင်သူတော်သူမြတ်ဆိုတဲ့အရေးချင်းကောင်းတွေကိုဖြစ်ပေါ်စေသူတော်သူမြတ်ဆိုတဲ့အရေးချင်းကောင်းဟာတကယ်တော့ဘာနဲ့မှလဲလှယ်လို့မရဘူးသူတော်သူမြတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဘဝတည်းမဟုတ်ဘူးတန်တရားမှာလဲသူတော်သူမြတ်နောက်ဆုံးမှာအလွန်မြင့်မြတ်တဲ့နိဗ္ဗာန်ချမ်းသာထီအောင်မျက်မှောက်ပြုသွားနိုင်တာဖြစ်သောကြောင့်တကယ်သူတော်သူမြတ်ဖြစ်အောင်ကိုယ့်ကိုတန်ဖိုးမြင့်ပြီးတော့ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်နော်တကယ်သူတော်သူမြတ်ဖြစ်အောင်ကြိုးစားအဲ့တော့သူတော်သူမြတ်ရဲ့လက္ခဏာတွေကဘာတွေတုံးလို့မေးလို့ရှိရင်သူတော်သူမြတ်လက္ခဏာတွေဟာညောင်များစွာရှိတော်လဲတစွန်းတစပြောရမယ်ဆိုလို့ရှိရင်နော်သူတော်သူမြတ်ရဲ့အရေးအယောင်တွင်မြင်လက္ခဏာအနေအထားတွေကဘာတွေလဲဆိုယောကတိညုကတဝေရိဓီရောဒီသရဘင်ကဇတ်မှာပါတဲ့ဒီဟောပြောချက်ကြည့်မယ်ဆိုကတိညုကတဝေရိအသိပညာစဉ်းစားဉာဏ်ရှိပြီးတော့ကျေစုတရားကိုသိတတ်တယ်ကျေစုတရားကိုသိတယ်ကတဝေရိကျေစုတရားကိုထင်စွာပြတတ်တယ်ကျေစုလဲဆက်တယ်ကျေစုလဲသိတယ်လို့ဒီလိုဆိုလို့လောကမှာကျေစုသိမှုဟာသူတော်သူမြတ်တွေရဲ့နှလုံးသားထဲမှာရှိတဲ့တန်ဖိုးရှိတဲ့ယရဏတစ်ခုပဲဖြစ်တယ်ပေါ့ကျေစုကမ်းတယ်ဆိုတာမက္ခလို့ခေါ်တယ်အဲ့ဒီမက္ခဆိုတာကျေစုတရားကိုခြေဖြတ်တတ်တဲ့ပုဂ္ဂိုလ်ဟာတကယ်သူယုံမှာအစ်စ်ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကကတိညုတာကတဝေရိတာသူတော်ကောင်းတွေရဲ့ယတ္တိယာကြီးပဲသူတော်ကောင်းတွေရဲ့ဘူမိလို့တပ္ပုရိသဘူမိလို့ဒီလိုဟောတာ
မင်္ဂလာတရားတော်ထဲမှာလည်းပဲကတိညုတာဆိုတဲ့မင်္ဂလာတရားဆိုတာပါကြီးပွားတိုးတက်ခြင်းအကြောင်းတကယ်သူတော်ကောင်းသူတော်သူမြတ်ဆိုတာဒီရှုထောင့်ကနေကြည့်ရင်လေသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းသူတော်သူမြတ်ဆိုတာကျေးဇူးတရားကိုအတိမတ်ပြုတတ်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းပဲလို့ဒီလိုဆိုဒါကြောင့်မို့သူတော်ကောင်းဆိုဒီမှာကျေးဇူးတရားကိုသိယုံများမကောင်းဘူးကျေးဇူးကိုတုံးဆက်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောထားတယ်ငါ့ကိုဂုဏ်ပြုခြင်းနဲ့ကျေးဇူးတင်ခြင်းနဲ့ဆိုလို့ရှိရင်ငါဟောထားတဲ့တရားလမ်းကြောင်းကိုလိုက်နာကျင့်သုံးလို့ဒီလိုပဲဟောခဲ့တာနော်သမ္မာပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းသမ္မာပฏิပတ်တိဆိုမှန်ကန်တဲ့နည်းနဲ့ကျင့်ကြံကြိုးကိုအားထုတ်မှုဟာအကောင်းဆုံးသောဂုဏ်ပြုခြင်းပဲလို့ဒီလိုဆိုလို့လောကလူတွေကတော့ပစ္စည်းနဲ့ဂုဏ်ပြုတာရှိတယ်စကားနဲ့ဂုဏ်ပြုတာရှိတယ်အမျိုးမျိုးဂုဏ်ပြုတယ်ဘာတွေနဲ့ပဲဂုဏ်ပြုအဲ့ဒီဂုဏ်ပြုမှုတွေဟာတကယ်ထိရောက်တဲ့ဂုဏ်ပြုမှုတော့မဟုတ်သေးဘူးတကယ်ထိရောက်တဲ့ဂုဏ်ပြုမှုဆိုတာသမ္မာပฏิပတ်တိများတာဖြစ်တယ်ပေါ့ချမှတ်ထားတဲ့လမ်းစဉ်အတိုင်းမပြတ်မကွက်ထိမ့်သိမ်းဆောက်ရှောက်ပြီးဆုံးမဩဝါဒအတိုင်းလိုက်နာကျင့်သုံးဆောင်ရွက်နေတာဟာတကယ်ကိုသမ္မာပฏิပတ်တိလို့ဒီလိုဆိုရတယ်အနုတ္တရပူဇာအကောင်းဆုံးသောဂုဏ်ပြုမှုပဲဖြစ်တယ်ပညာရှိသူတော်ကောင်းတွေဆိုတာဟာသူတော်သူမြတ်တွေဆိုတာအကောင်းဆုံးကိုရွေးချယ်ပြီးတော့လုံးလေလုံးထားရှိတယ်ဒုက္ခိတတသက္ကိသံကရောတိတဲ့သူတော်သူမြတ်တွေရဲ့အရေးချင်းတစ်ခုဟာအခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တယောက်ကိုကူညီတယ်အလုပ်ကိစ္စတွေဆောင်ရွက်ပေးတယ်ခက်ခဲမရှိအောင်ကူညီတတ်တယ်မဆာတတ်တယ်ဆိုတဲ့အရေးချင်းတွေဟာလေပညာရှိသူတော်ကောင်းရဲ့သူတော်သူမြတ်တွေရဲ့အရေးချင်းပဲဖြစ်တယ်ပေါ့လောကမှာသူတော်သူမြတ်ရဲ့အရေးချင်းတွေများစွာရှိတဲ့ထဲမှာအရေးအကြီးဆုံးအချုပ်ကတော့ဘာလဲလို့ဆိုရင်နော်မြင့်မြတ်တဲ့စိတ်နေသဘောထားဟာသူတော်ကောင်းရဲ့အနှစ်သာရတစ်ခုပဲမြင့်မြတ်တဲ့စိတ်နေသဘောထားရှိရမယ်မြင့်မြတ်တဲ့စိတ်နေသဘောထားအပြင်ပေါ်မှာထူးခြားတဲ့အရေးချင်းတွေရအောင်ကြိုးစားအားထုတ်တာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတော်လူကောင်းဆိုတာလည်းခေါ်လို့ရသွားတယ်သူတော်သူမြတ်လို့လည်းခေါ်လို့ရသွားတယ်သူတော်သူမြတ်တွေစိတ်နှလုံးကမြင့်မြတ်တယ်အရေးချင်းကတော်တယ်လူတော်လူကောင်းအရေးချင်းကတော်တယ်စိတ်နှလုံးကကောင်းတယ်အဲ့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်ကောင်းလဲကောင်းတော်လဲတော်တော်လဲတော်မြတ်လဲမြတ်ဆိုတဲ့တကယ်ဘက်စုံတော်တဲ့အရေးချင်းမျိုးရအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ပေါ့